ခင်ဗျားတို့ကျွန်တော်တို့လက်ရှိသုံးနေတဲ့ငွေကိုသပင်နဲ့နှိုင်းရင်အနေငယ်အားတင်သွားကြမယ်ထင်ပါတယ်တကယ်တော့ငွေနဲ့သပင်ဟာအတူတူပါပဲငွေကလည်းသူ့ကိုဂယုဒီဇိုင်းနဲ့သုံးဆွဲတဲ့လူနာမှာပဲနေသလိုသပင်ကလည်းသူ့ကိုဂယုဒီဇိုင်းနဲ့တေချာထိမ့်သိမ့်နဲ့ခေါင်းပေါ်မှာပဲနေပါတယ်ချမ်းသာခြင်းတော့တစ်ချက်တစ်ပြားကအစတန်မိုးထားမှာဖြစ်တယ်လို့သပင်တစ်ချောင်းချင်းစီကိုလည်းဂယုဒီဇိုင်းနဲ့တေချာထိမ့်သိမ့်ဖို့လိုပါတယ်ကျွန်တော်တို့ဘဝတွေမှာဝါသနာနဲ့အလုပ်ထပ်တူကြဖို့ဆိုတာကတော့တော်တော်လေးကိုခက်ပါတယ်အခုဝင်ငွေရနေတဲ့အလုပ်ကတင်းရဲ့ဝါသနာပဲဆိုရင်တော့တင်းကကဘာပေါ်မှာအကောင်းဆုံးလူသားတွေကတယောက်ပါတော်တော်များများကတော့ပတ်စံရတဲ့အလုပ်ကလေးတွေဝင်လုပ်ရင်တစ်ဖက်ကဝါသနာပါတာလေးကိုလည်းလုပ်ကြရပါတယ်တင်းကအစိုးအငိုအပြောအကဝါသနာပါတဲ့သူဆိုရင်တော့ဒီခေတ်ကြီးမှာတင်းလုံးဝစိတ်မပူပါနဲ့ထမင်းမငတ်တော့ပါဘူးတင်းအတင်းဘယ် position ရှောက်တစ်တော့မှာကတ်ထလားလို့တင်းကိုအရင်မေးမှာပါအဲ့ဒါတင်းအချိန်ဆွဲမနေပါနဲ့အခုချက်ချင်းအကသွားကျင့်ပါတော့ညကတောက်တာများသွားပြီးရင်မနှက်ကြခေါင်းကိုက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့မနှက်ကြနှစ်ပတ်သုံးပတ်လောက်ပြန်ကင့်နေတဲ့တင်းရဲ့အကျင့်ကိုခုချက်ချင်းဖျောက်ပါအဲ့ဒါတေချာပေါက်ရသမားဖြစ်ခြင်းရဲ့လမ်းစာပါပဲမတောက်ဖဲနဲ့ပြန်တင်လို့ရတဲ့နီးလန်းတွေအများကြီးရှိပါတယ်ကဲဒီဗီဒီယိုထဲမှာတော့နီးလန်းတွေကတခုကိုတင်တွေ့ရမှာပါဒါကြောင့် CIS ဗီဒီယိုတွေကိုတင်းကိုကြည့်ပါလို့ပြောတာတကယ်တော့နှမ်းဖြူတယ်ဆိုတာကောင်းချင်းမောင်းပေါ်မှာပဲကောင်းပါတယ်အဲ့ဒီကောင်းချင်းမောင်းပေါ်ဖြူတာတော့လက်စမမှန်မဲနဲ့များဖြူလိုက်မိရင်အဲ့ဒီကောင်းချင်းမောင်းကအရသာပြတ်သွားပါတယ်အဲ့လိုပါပဲတင်းရဲ့အလုပ်မှာနှမ်းဖြူတဲ့သူတွေများနေပြီဆိုရင်တော့တင်းရဲ့အလုပ်ကရှေ့ကိုမရောက်တော့ပါဘူးဟောလို့ဖြူတာကောင်းတယ်ဒီလိုဖြူတာကောင်းတယ်မင်းဖြူတာကောင်းတယ်ငါဖြူတာကောင်းတယ်နဲ့နောက်ဆုံးကောင်းချင်းမောင်းကလွှင့်ပလိုက်ရပါလိမ့်မယ်ဒါကတော့ကျမ်းမာရေးရအင်မတန်မှကိုရေးကြည့်ပါတယ်တင်စေးုံတက်နေတဲ့အချိန်မှာတင်းရဲ့အချစ်ဆုံးတငယ်ချင်းတွေကိုဘယ်တော့မှလူနာလာမကြည့်ခိုင်းပါနဲ့ဘိုက်ခွဲထားတဲ့လူနာဆိုရင်ပိုဆိုးပါတယ်ချုပ်ထားတဲ့ချုပ်ရိုးတွေပြုတ်ပြတ်ထွက်သွားအောင်သူတို့လုပ်မှာပါဒါကြောင့်တင်စေးုံတက်ရတဲ့အခါတင်းတငယ်ချင်းတွေကိုဆေးရုံရိတ်တောင်မနှင်းပါစေနဲ့ညကိုလူနာလာစောင့်ပေးမပြောလဲမယုံပါနဲ့သူတို့ကတင်းကိုအောက်ဆင်းခိုင်းပြီးဂရင်မော်တက်အိတ်ကြမှာပါမတကသူတို့ကိုအတိပေးနေတယ်ဆိုရင်တော့ချုပ်ရိုးဖြီးပြီးအနာကျက်တော့မှအတိပေးလိုက်ပါအိမ်တော်ဦးစီးတယောက်ဖြစ်ပြီးမိမခိုင်းတာလေကြီးလုံးနေရပါသလားဒါဆိုရင်တော့တင်ကတော်တော်အသုံးမကျတဲ့မိမကြောက်တဲ့အိမ်တော်ဦးစီးဖြစ်နေပြီကျွန်တော်မိတ်ဆွေကိုမင်းထွန်းနဲ့ကိုဟိမင်းလက်တို့ကိုနမူနာယူပါသူတို့ကမိမခိုင်းတာဘယ်တော့မှမလုပ်ပါဘူးမိမမခိုင်းခင်ကတည်းကအိုးတိုက်ပကံစေးအဝတ်လျှော်ထမင်းချက်အကုန်လှုပ်ထားပြီးသားပါဒီကိစ္စနဲ့ပတ်သက်လို့ထပ်ပြီးတော့ပြောရမယ်ဆိုရင်အောင်မြင်တဲ့ယောက်ျားတစ်ယောက်ရဲ့နောက်ွယ်မှာထူးချွန်ထက်မြက်တဲ့အမျိုးသမီးတူတော့ရှိတတ်ပါတယ်ဥပမာပြောရင်တော့ CIS ရဲ့နောက်မှာမမကြီးစုရှိတယ်လို့ပေါ့ဗျာအလားတူပဲရေချိန်ကြော်တတ်တဲ့အယက်သမားတူရဲ့နောက်မှာလဲနောက်ကနေထိန်းချောင်းပေးမဲ့အမျိုးသမီးတူတော့ရှိတတ်ပါတယ်အဲ့ဒီအမျိုးသမီးတွေကိုတင်တို့တမိုးထားပါသူတို့ဟာသူတို့ယောက်ျားတည်တွင်းနဲ့မကြအောင်နောက်ကနေဆွဲထုတ်နေကြတာပါအဲ့လောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်ပေါက်တယ်မလားဒီနေ့တော့ဒီလောက်ပဲနော်